ချင်းတဲ့ကြာဘဒူကပိုအားကောင်းလေတော့ဘရင်လားအင်းအားရှင်လားချင်းတဲ့နဲ့ကြာတကယ်စစ်မြေပြင်မှာဘဒူကအသားရမ်းလေနံပါတ်1ကြာ the silent assassin တူးချင်းတိုက်ခတ်ရေးမှာပြိုင်ပတ်ကင်းကြားရီဟာတဘာဝကဖန်တီးပေးထားတဲ့အမဲလိုက်ဆက်ရုပ်တွေနဲ့တူပါတယ်ကြားရီဟာချင်းတဲ့တွေထက်အရွယ်စားပိုကြီးသည့်ကိုလေးချင်းပိုလေးပါတယ်သူတို့ရဲ့ခန္ဓာကိုယ်ဟာကြွက်သားထုပုံမတိတ်သေးပြီးအာအင်းပိုကြီးပါတယ်ကြားရီမှာ3လက်မကနေ4လက်မအထိရှည်လျားတဲ့ဓားမြောင်းတဒံအဆွေတွေရှိပါတယ်သူတို့ရဲ့ကြိုက်အားဟာချင်းတဲ့ထက်ပိုပြင်းထန်ပြီးအသားတွေကိုတစ်ဆက်စီးဆွဲဖြတ်နိုင်စွမ်းရှိပါတယ်ထူးခြားတာကကြားရီဟာချင်းတဲ့ထက်ဦးနှောက်အရွယ်စားအနှဲငယ်ပူကြီးတာကြောင့်တကူတော်အမဲလိုက်ရမှာပုံမပါနဲ့ကျွမ်းကျင်ကြပါတယ်နံပါတ်2ချင်းတဲ့ the pride leader တိုက်ပွဲဝင်စစ်တွေတော်ချင်းတဲ့တွေဟာတကူတော်အားနေခြင်းပေမဲ့သူတို့မှာကြားတွေမရှိတဲ့တိုက်ပွဲအတွေ့အကြုံရှိပါတယ်ချင်းတဲ့တွေဟာအုပ်စုနဲ့နေထိုင်ပြီးတခြားအုပ်စုတွေနဲ့ညီမြေလူပွဲတွေကိုခဏခဏဆင်နွှဲရတော့ကြောင်းတိုက်ခိုက်ရေးမှာအလွန်ကျွမ်းကျင်ပါတယ်ချင်းတဲ့အထီးတွေနဲ့လဲဆန်မွေးဟာတိုက်ပွဲအတွင်းမှာပြိုင်ပတ်ညကိုက်ချက်တွေကနေသူတို့ရဲ့လေဘင်းကိုအကောင်းဆုံးကာကွယ်ပေးထားပါတယ်ချင်းတဲ့တွေဟာကွင်းမြင့်ကျဲတွေမှာအမောခံနိုင်ရေးကာဒီယိုပိုကောင်းပြီးလက်ဆော့စဒန်းမရှိတဲ့ဇွဲစိတ်တဲ့အကြောင်းပွဲကြာလာလေအသာစီရလေဖြစ်တတ်ပါတယ်ဘလူနေရာမှာဘသူကအသာစီရမလဲနေရာချင်းချင်း the arena အကာရန်ရှိတဲ့နေရာမျိုးမှာဆိုရင်တော့ကြားရဲ့ရက်ဆက်မှုခြေနှစ်ဖက်နဲ့မတ်တက်ရပြီးလက်သေးနဲ့အဆက်မပြတ်ရိုက်ပုံနိုင်စွမ်းတွေကကြားကိုအနိုင်ရဖို့အခွင့်အရေးပိုများစေပါတယ်ကွင်းမြင့်ကျဲ the wild စဗာနာလိုကွင်းမြင့်ကျဲကြီးတွေမှာဆိုရင်တော့ချင်းသေးတို့ရဲ့အတွေ့အကြုံနဲ့ဗျူဟာမြောက်တိုက်ခိုက်မှုတွေကကြားကိုဒူးထောက်သွားစေနိုင်ပါတယ်နီကုံချိုအားချင်းကြားဟာတဦးချင်းခွန်အားမှာတာလွန်ပြီးချင်းသေးကတော့တိုက်ပွဲဝင်စိတ်ဓာတ်နဲ့အတွေ့အကြုံမှာပိုသားပါတယ်ညီကိုတို့ရောဒီစွမ်းအားကြီးတဲ့သားတို့အကောင်ထဲမှာဘသူ့ကိုပို့ကြိုက်တယ်လဲကြားရဲ့အင်္ဂါလားချင်းသေးရဲ့အရှိန်ဝါလားကောမန့်မှာပြောခဲ့ပါဦး